အေပိုဟာဖော်ရဲ့လက်ချက်ကြောင့်ဆေးရုံတင်နေရတဲ့သတိမိနေခဲ့ပါတယ်။တရက်ကြာမှသတိရလာခဲ့ပြီးသူ့အမေကိုပင်ပန်းစီရအတွက်တောင်းပန်ပါလို့ပြောခဲ့ပါတယ်။အဲအချိန်မှာတကောက်မရာတို့ကဝင်လာပြီးနောက်ဆုံးတော့နိုးလာပြီးပို့ဆိုပြီးအေပိုကိုလမ်းပြောခဲ့ပါတယ်။အေပိုကလည်းတကောက်မရာတို့ကိုတွေ့တော့ပျော်သွားပြီးအေပိုအမေကလည်းသူတို့ကသားသတိမိနေတဲ့ရက်တွေနှိမ့်တိုင်းလာကြည့်ရဆိုပြီးပြောတော့အေပိုလည်းသူ့ကိုအရန်ချစ်ကြတာပဲဆိုပြီးပြောသွားခဲ့ပါတယ်။အမှန်တော့တကောက်မရာတို့နှိမ့်တိုင်းလာရတဲ့အကြောင်းရင်းကအေပိုကိုချစ်လို့မဟုတ်ပဲဆေးရုံက nurse တယောက်ကိုဖုန်းချောင်းနေကြလို့ပဲဖြစ်ပါတယ်။တကောက်မရာတို့နှောက်ဦးထားနေကြတဲ့ nurse မကအဖိုးအခန်းထဲကိုဝင်လာပြီးစီးစီးရမယ်ဆိုပြီးအဖိုးကိုပြောခဲ့ပါတယ်။တကောက်မရာတို့ကလည်းအဖိုး3မိနစ်တုန်းကလုံနေကြအတိုင်းအဖိုးကိုချုပ်ပြီးအာအိုခေကတုတ်ကြီးရဲ့ဒုတ်ကြီးကိုဆွဲထုတ်ဖို့လုပ်ခဲ့ပါတယ်။အဖိုးလည်းမနေယုံပြီးခွားကိုလုံမယ်ဆိုပြီးအင်တာထဲကိုထွက်ပြေးခဲ့ရပါတယ်။စီးရပြီးတော့ nurse မကအပြင်ပြန်ထွက်တဲ့ချိန်တကောက်မရာတို့အုပ်စုကငါတို့ပြောရတဲ့ကိစ္စကိုသဘောတူပြီလားလို့မေးခဲ့ပါတယ်။တကောက်မရာတို့ကအဲ့ဒီ nurse မရီကိုနဲ့သူ့ရဲ့တငယ်ချင်းကောင်မလေးအုပ်စုနဲ့ group date လုပ်ဖို့ချိန်နေကြတာပဲဖြစ်ပါတယ်။ရီကိုကလည်းထိပ်ဖို့သူ့တငယ်ချင်းတွေကိုခေါ်ပြီးသွားပြီဖြစ်ပြီးအဖိုးကိုပါခေါ်ခဲ့ဖို့ပြောခဲ့ပါတယ်။အဖိုးကလည်းဆေးရုံမှာအိမ်နာသွားပြီးပြန်ထွက်လာတဲ့ချိန်မတွေ့ရတာကြာပြီဖြစ်တဲ့တုတ်ကြီးရဲ့ချစ်ရတဲ့ခူမီချန်နဲ့ပြန်တွေ့ခဲ့ပါတယ်။ခူမီချန်ကအဖိုးတက်နေတဲ့ဆေးရုံမှာ nurse လုပ်နေတာဖြစ်ပြီးအဖိုးနဲ့တွေ့တော့ကျမကိုမှတ်မိလားဘာညာနဲ့မေးခဲ့ပါတယ်။တုတ်ကြီးကလည်းမှတ်မိတာပေါ့မာရှိဘာညီမပဲလေဆိုပြီးဆိုခဲ့ပါတယ်။မာရှိဘာ A class tournament ကိုအဖိုးလိုပဲနိုင်သွားတဲ့အကြောင်းခူမီချန်ရှိကသိခဲ့ရပါတယ်။ဆက်ပြီးတော့ခူမီချန်ကအဖိုးဒီလိုဆေးရုံရောက်ပြီးဒီမိနေတာကိုသိတော့သူစိတ်ပူခဲ့ရတာဘာညာနဲ့ပြောခဲ့ပါတယ်။ကိုအသေးစော်ထားတဲ့ဘဲကိုစိတ်ပူနေတာပဲဖြစ်ပါတယ်။ခူမီလည်းစိတ်ပူတဲ့ပြောနေရင်းနဲ့ရှက်ပြီးထွက်သွားတော့တုတ်ကြီးကလည်းငါ့မြကြိုက်နေတာလားဘာလဲဟာဆိုပြီးအတွေ့အကြုံနေတဲ့ချိန်ခူမီချန်ကပြောင်းလာပြီးဘောင်းမီစစ်ပွနေတယ်ဆိုပြီးပြောတော့မှအပိုလည်းတောက်ရှက်ခွဲခဲ့ရပါတယ်။အဲ့လိုနဲ့အပိုကဆေးရုံဆင်းခဲ့ရပြီးအပင်ရောက်တဲ့ချိန်တကောက်မရာတို့ကမင်းကိုခုံမြူးချင်လို့ညားကြရင်တွေ့မယ်ဆိုပြီးချိန်ခဲ့ပါတယ်။အပိုလည်းတကောက်မရာတို့ချိန်တဲ့နေရာကိုသွားခဲ့တဲ့ချိန်မှာတကောက်မရာတို့ကလင်ခေါ်ခဲ့တာဖြစ်ပြီးရီကိုတို့အုပ်စုနဲ့ group date လုပ်မလို့ကိုအပိုလည်းအဲ့ရောက်မှသိခဲ့ရပါတယ်။တကောက်မရာကလည်းမင်းကိုခေါ်ချင်လို့ခေါ်တာမဟုတ်ဘူး။မင်းနောက်ဆုံး A class tournament ပွဲကနိုင်လာတဲ့စူကြီးရမ်းရှိသိမ်းရှိတယ်မလား။ဒီညမင်းကငါတို့ရဲ့ပတ်စံရေးပဲဆိုပြီးပြောခဲ့ပါတယ်။အတော်ဆိုးတဲ့တကောက်မရာပဲဖြစ်ပါတယ်။အပိုလည်းအဲ့ဒါအမေကိုအနှိမ့်ဆက်ဝယ်ပြီးဘာညာနဲ့ညီးတော်နေပေမဲ့ရီကိုတို့အုပ်စုထဲမှာပါလာတဲ့ဖူမီချန်ကိုတွေ့တော့မှတုတ်ကြီးတို့ပြုံးဖြီးပြီးသဘောတူခဲ့ပါတယ်။စော်တွေ့အမေမေတုတ်ကြီးပဲဖြစ်ပါတယ်။အပိုတို့အုပ်စုလည်းရီကိုတို့၄ယောက်အုပ်စုကိုတယောက်ချင်းစီဘသူ့ကိုရွေးရမလဲဆိုတာကိုဘိုးလင်းပြစ်ပြီးဆုံးဖြတ်ခဲ့ကြပါတယ်။ဘိုးလင်းပြစ်လို့ပထမဆုံးနိုင်တဲ့လူကအုပ်စုတွေကကြိုက်တဲ့တယောက်ကိုဒိတ်ခွင့်စတာအောင်မှဖြစ်ပြီးနောက်ဆုံးတယောက်ကတော့နောက်ဆုံးကျန်တဲ့တယောက်နဲ့ဒိတ်ရမှာပဲဖြစ်ပါတယ်။ဆိုးတာရီကိုတို့အုပ်စုထဲမှာယူပါမလန်နဲ့စော်ကြီးတွေကပါလာခဲ့တာကြောင့်အပိုတို့ကမရှုံးအောင်ပြင်းပြင်းမတက်ကြိုးစားပြီးဘိုးလင်းပြစ်ခဲ့ကြပါတယ်။အားလုံးပြစ်ပြီးတော့ကြတော့ဘိုးလင်းပြစ်ကျွမ်းတဲ့အာအိုခေကပထမတကောက်မရာနဲ့ခီမရာတို့ကဒုတိယနဲ့အပိုကနောက်ဆုံးဖြစ်သွားခဲ့ပါတယ်။အပိုလည်းသွားပြီးပေါ်ဆိုပြီးတွေးနေတော့အာအိုခေကယူပါမလန်နဲ့စော်ကြီးကိုကောက်ရေးချသွားတော့တကောက်မရာတို့လည်းဟုတ်သားပဲအဲ့ကောင်မှမိမနဲ့ပတ်သက်ပြီးဆောင်ရဲဆိုးတဲ့အမြင်ရှိတယ်ဆိုတာကိုမေးသွားတယ်ဆိုပြီးပြောခဲ့ပါတယ်။အပိုတို့အုပ်စုလည်းသူ့အတွင်းနဲ့သူโอเคသွားပြီးအပိုလည်းခူမီချန်ကိုအိမ်လိုက်ပို့ပေးခဲ့ပါတယ်။အပိုလည်းဘာမှတော့ပြောလဲရခင်မှာပဲခူမီချန်ရဲ့အိမ်ကိုရောက်သွားတာကြောင့်စိတ်ညစ်နေပေမဲ့ခူမီကအိမ်ပေါ်ကိုတက်ပါအောင်လို့ခေါ်တာကြောင့်အပိုတို့ပျော်ပြီးတက်ခဲ့ပါတယ်။အပိုပေါ်ရောက်တော့ခူမီချန်ကအပိုရဲ့ဘုံအိမ်မှာရှိနေတာကြောင့်နေရမခက်ပါနဲ့နော်ဆိုပြီးပြောတော့တုတ်ကြီးတို့လည်းငါ့ဘုံခူမီချန်ကအိမ်မှာချိတ်ထားတာလားဟာဆိုပြီးကိုအထင်ကြီးသွားခဲ့ပါတယ်။ဒါပေမဲ့အပိုထင်တယ်လို့မဟုတ်ခဲ့ပါဘူး။ခူမီချန်ရဲ့အကိုမောင်စိန်စိုးမာရှိပါကအပိုပုံကိုနေရမှာတန်းနဲ့ရိုက်ထားတာပဲဖြစ်ပါတယ်။မာရှိပါကလေးချင်းတဲ့အခါအားတက်အောင်ကတ်ထားခဲ့တာပဲဖြစ်ပါတယ်။အကိုဖြစ်သူမာရှိပါကပြန်မလာသေးတာကြောင့်ခူမီချန်ကအပိုကိုကော်ဖီတိုက်ခဲ့ပြီးအပိုကရင်းနေခုန်နေခဲ့ကလက်တွေတုံနေခဲ့ပါတယ်။ခူမီချန်ကအပိုလက်တွေတုံနေတာဟာကိုကြီးမာရှိပါကိုကြောက်လို့လားဆိုပြီးမေးခဲ့ပါတယ်။အပိုကလည်းအဲ့လိုမဟုတ်ပါဘူး။ဘာလို့ကြောက်ရမှာလဲဆိုပြီးပြောပြီးအနောက်ကိုကြည့်လိုက်တဲ့ချိန်မှာတော့မာရှိပါကရောက်နေခဲ့တာကြောင့်လက်မီအိမ်ပေါ်ကဆင်းပြေးခဲ့ရပါတယ်။နောက်တစ်ယောက်တော့ဂျင်မာခီမရာကရီကိုကသူ့ရဲ့နောက်ဘက်ကိုလာကြည့်မယ်ဆိုတာကိုအပိုကိုပြောပြခဲ့ပြီးမင်းကဘလို့နေလဲဆိုပြီးပြန်မေးခဲ့ပါတယ်။အပိုကလည်းအကြောင်းတော့ပြန်ရှင်းပြခဲ့ပါတယ်။တကောက်မရာကတော့ငါကတော့အိမ်ဝင်ပြန်သွားခဲ့တာကွ။မိမတွေဘာလုပ်မှလဲကွာ။လာမချန်ပီယံကာနယ်ပဲအတွက်ငါအာရုံစိုက်ရမယ်ဆိုပြီးပြောခဲ့ပါတယ်။ဟဲ့အချိန်မှာခေါမကောင်ကဝင်လာပြီးတကောက်မရာကိုသတင်းစာပေးပြီးဖတ်ခိုင်းခဲ့ပါတယ်။သတင်းစာကိုကြည့်လိုက်တော့ middleweight champion တကောက်မရာကညဘကြီးကောင်မလေးတယောက်ကိုဟိုဆွဲတီဆွဲလုပ်နေတဲ့ဆိုတဲ့သတင်းဟာဓာတ်ပုံကြီးနဲ့ပါလာခဲ့ပြီးခေါမကောင်ကလည်းတကောက်မရာကိုဒုံနဲ့ကောက်ထုတ်လိုက်ပါတယ်။အတော်ဆိုးတဲ့တကောက်မရာဖြစ်ပါတယ်။အဲ့လိုနဲ့၃ယောက်သားအာအိုခေကိုသတိရသွားပြီးဒီကောင်ကဘာတွေဖြစ်နေမလဲဆိုပြီးဖုန်းဆက်ကြည့်ခဲ့ပါတယ်။ဖုန်းဆက်ကြည့်လိုက်တော့ဖုန်းကိုမိမတယောက်လာကန်ခဲ့တာကြောင့်အာအိုခေတို့မင်းညကတီးခဲ့ကြမယ်၃ယောက်လုံးတည်သွားခဲ့ပါတယ်။